ကိုရီးယားရောက်နေတဲ့ညီကိုတွေမြန်မာစင်ကတ် line မတက်ဘူးဆိုတဲ့ညီကိုတွေရှိလားကျွန်တော်ဒီနေ့မြန်မာစင်ကတ်ကိုရီးယားမှာ line တက်အောင်ဘယ်လိုလုပ်လို့ရတယ်ဆိုတာကိုပြောပြပေးပါမယ်တချို့ကကျွန်တော်ကိုခဏခဏလာမေးကြတယ်စင်ကတ်ကတိုင်မတက်လို့ line မတက်လို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့လာမေးတဲ့လူတွေရှိပါတယ်တချို့စင်ကတ်တွေကကြတော့ကျွန်တော်ဒီကိုရီးယားကိုရောက်ကြတဲ့ကသူကနေသူ line တက်တဲ့စင်ကတ်တွေရှိတယ်line မတက်တဲ့စင်ကတ်တွေလည်းရှိတယ်ကျွန်တော် line မတက်တဲ့စင်ကတ်တွေကြဘယ်လိုလုပ်ရလဲဆိုတော့သူတို့ဒီ website ပေါ့စင်ကတ်တွေရဲ့ website ကိုသွားပြီးတော့ကျွန်တော် roaming ဖွင့်ဖို့အတွက်ကိုသွားပြောပြရတယ် live chat ကိုပေါ့နော်စင်ကတ်က live chat ကိုကျွန်တော်အဲ့ဒါကိုဘယ်လိုလုပ်ရမလဲမသိတဲ့လူတွေအများကြီးရှိရခင်ဗျကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြပေးပါမယ်ကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာစင်ကတ်တွေရဲ့ကျွန်တော် website link တွေကိုလည်းကျွန်တော်ချပေးထားပါမယ်အဲ့မှာသွားပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်အဆင့်ဆင့်လုပ်ပြပါမယ်အဲ့ဒီအတိုင်းလုပ်လို့ရပါတယ်စင်ကတ်တွေကအတူတူပဲပေါ့နော်အဲ့ဒီ website တွေမှာ link တွေမှာပေါ့ link ကနေဝင်ပြီး website ကိုသွားပြီးတော့live chat မှာသူနဲ့တိုက်ရိုက်ပြောလို့ရတယ်ကျွန်တော်စင်ကတ်က line မတက်လို့ဘယ်လိုလုပ်ရမလဲဘာဖြစ်တာလဲroaming သူတို့ဖွင့်ပေးပါလိမ့်မယ် roaming တွေပါလေroaming ကလည်းအခမဲ့နော်ပတ်စံပေးတယ်မလို့ပါဘူးသူတို့ဖွင့်ပေးပါလိမ့်မယ်နော်ပတ်စံဘာတပြားမှမကုန်ဘူးလစဉ်ကြီးလဲပေးတယ်မလို့ဘူးနော်ကျွန်တော်ဗီဒီယိုရဲ့အောက်မှာကျွန်တော် link တွေချပေးပါမယ်ဟို website တွေရဲ့ link တွေအရင်ဆုံး Syncad ရဲ့ official website link ကိုကျွန်တော်ရိုက်ရှာပါမယ်အခုကျွန်တော်က Mindel Syncad နဲ့နမူနာလုပ်ပြမှာဖြစ်ပါတယ် Mindel official website တွေကိုသွားပါမယ်ကျွန်တော်တို့ရဲ့ပြဿနာတွေကိုအကူအညီတောင်းမှုအတွက်အောက်က chat with Mindel ဆိုတာကိုနှိပ်ပါမယ်ပြီးရင်ကျွန်တော်တို့ကမြန်မာစကားနဲ့ပြောမှာဖြစ်တဲ့အတွက်မြန်မာကိုရွေးပါမယ်ပြီးရင်အောက်ဆုံးက agent နဲ့တိုက်ရိုက်စကားပြောရန်ဆိုတာကိုနှိပ်ပါမယ်ပြီးရင်ကျွန်တော်တို့ agent နဲ့စကားပြောရန်ဆိုတာကိုထပ်နှိပ်ပါမယ်ကျွန်တော်အခုလိုနှိပ်လိုက်တဲ့အတွက်ကြောင့်မလို့ agent နဲ့တိုက်ရိုက်ပေါ့စကားချက်ချင်းပြောလို့ရတယ်ကိုပြောတဲ့ဥစ္စာကိုသူကချက်ချင်းပြန်ပြီးတော့ပြန်ဖြေပေးမှာဖြစ်ပါတယ်ဒါဆိုရင်အခုဆိုရင်ဒါကျွန်တော်တို့ရဲ့ဖြစ်နေတဲ့ပြဿနာတွေကိုတိုက်ရိုက်ပြောပြလို့ရပါတယ်အခုကျွန်တော်ကတော့စင်ကတ်က overseas မှာ SMS မဝင်လို့ဆိုပြီးတော့ကျွန်တော်အကူအညီတောင်းနေတာဖြစ်ပါတယ်ပို့ဖို့အတွက်ကျွန်တော်ဘေးကမြင်းသုံးချောင်းကိုကျွန်တော်နှိပ်တာပေါ့နော်နှိပ်လို့မရဘူးဆိုကျွန်တော်အပေါ်လေးကိုနည်းနည်းဆွဲပေးလိုက်ဆွဲပြီးတို့ရှိရင်အမှ light share ဆိုတာရှိရယ် light share ကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်ဘေးကမြင်းသုံးချောင်းကိုနှိပ်ပြီးတော့ပို့လိုက်လို့ရပါပြီကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုတောင်းရင်ကျွန်တော်ဖုန်းနံပါတ်လေးရိုက်ထည့်ပေးရပါမယ် serial number 19လုံးတောင်းရင်စင်ကတ်ရဲ့နောက်ကနံပါတ်19လုံးကိုကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ်ဒီမှာဆိုရင် roaming ဝန်ဆောင်မှုလေးကိုယူဖို့ပြောပါလိမ့်မယ် roaming ဝန်ဆောင်မှုကနိုင်ငံခြားတွေမှာစင်ကတ်လေးကိုအသုံးပြုလို့ရအောင်ဆိုတဲ့အားလေးကိုသူပြောပြတာဖြစ်ပါတယ်roaming ကကျွန်တော်ကအရင်ကဖွင့်ခိုင်းထားတယ်ပေါ့နော်ဖွင့်ခိုင်းပြီးသားပါဒါပေမဲ့အခုကကျွန်တော်လုတ်ပြမှာဖြစ်တဲ့ကြောင့်မို့လို့တိုင်မတက်ဘူးပေါ့ကျွန်တော်တိုင်မတက်လို့ပါဆိုပြီးတော့ဒီတိုင်းပဲကျွန်တော်ပြောကြည့်မယ်ပေါ့နော်ရိုမီကိုမဖွင့်ရသေးရင်သူ့ဘက်ကနေဖွင့်ပေးပါတယ်ဒီမှာဆိုရင်ရိုမီလေးဖွင့်ထားရတဲ့နဲ့ပေါ့တိုင်ရမတက်ဘူးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသူကရှင်းပြနေဖြစ်ပါတယ်စင်ကတ် setting တွေကိုသွားပြီးတော့ mobile network ကိုရွေးပြီးတော့ automatically select network ဆိုတာကိုပိတ်မယ်ပြီးလို့ရှိရင်ကျွန်တော်ပေါ်လာတဲ့စင်ကတ်တွေပေါ့နော်ဒီကိုရီးယားမှာရှိတဲ့စင်ကတ်တွေပေါ်လာပါလိမ့်မယ်အဲ့ဒါလေးနဲ့လက်ရှိကြည့်လိုက်ပါနော်ကျွန်တော်လည်းအရင်တော့ roaming ဖွင့်ထားလို့တက်တန်းကုန်လို့ရှိရင်သူကပေါ့ဖြတ် line ဖြတ်သွားတယ်ပေါ့တက်တန်းမကုန်အောင်ကျွန်တော်ဘေးထည့်ရတဲ့သဘောမျိုးလုပ်ရမယ်လို့ကျွန်တော်ထင်ထားတာပေါ့နော်အရင်တော့ကျွန်တော်လည်းအဲ့ဒါလေးကိုမရှင်းလို့ကျွန်တော်လည်းထပ်ပြီးကြည့်လိုက်တယ်ပေါ့နော်အမှသူကကျွန်တော်ပြောပါလိမ့်မယ်roaming ကသူအခမဲ့ပါဆိုပြီးသူပြောထားပါတယ်သူကတော့ဒီပေါ့နိုင်ငံခြားတွေရဲ့ဖုန်းလိုင်းအနေနဲ့သူကချိတ်ဆက်ပေးတဲ့သဘောမျိုးပေါ့နော်အခမဲ့ဖြစ်ပါတယ်အခုလိုကိုမေးချင်တာတွေမေးပြီးသွားပြီကိုယ့်ရဲ့ပြဿနာတွေလည်းဖြေရှင်းသွားပြီဆိုရင်တော့ဒီတိုင်းထွက်လို့ရပါပြီထွက်လာရင်တော့သူနဲ့ agent နဲ့ chat လုပ်နေတာတွေကတော့ရက်သွားမှာပေါ့နော်ပိတ်သွားမှာပေါ့တကယ်လို့ကိုယ်ထပ်မေးချင်တာရှိရင်တော့ထပ်မေးချင်ထပ်ဝင်နောက်ထပ်အစ်စ်ဟို chatting ထပ်လုပ်ရမှာဖြစ်ပါတယ်သူ chatting ကအဲ့အခု
ရှိနေတော့လေးပဲသူက chatting တိုက်ရိုက်ဖြစ်တာကိုကထွက်လိုက်ပြီဆိုရင်သူက chatting ကပြတ်သွားပါတော့ပြတ်သွားထပ်ပြောမယ်ဆိုရင်အတစ်ထပ်ပြီးတော့ chatting ပြောရတဲ့သဘောဖြစ်သွားပါပေါ့အားလုံးပဲဆင်ပြေကြပါစေ